လေးလေးတို့အားလုံးပဲမင်္ဂလာပါနော်ပုံမြင်နှားထောင်ရမယ့်အချိန်ကိုရောက်လာပါပြီဒီနေ့ပြောပြမယ့်ပုံမြင်လေးရဲ့နာမည်ကတော့တာဝန်နဲ့တခါကဂူဂူဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်သူကအပင်လေးတွေပန်းလေးတွေငှက်ကလေးတွေနဲ့လေးပြာလေးတွေကိုသိချစ်တာပဲတဲ့ဒါကြောင့်သူတို့အိမ်ထဲမလန့်မကန့်မှရှိတဲ့ပန်းချံကိုသူကအမြဲစိတ်ပင်လေးစီးပြီးသွားတတ်တယ်ကူကအဲ့ဒီဥယျာဉ်ထဲမှာရှိတဲ့ဥယျာဉ်မူဥပါကိုဥယျာဉ်ထဲကအလုပ်တွေကိုကူညီပေးတတ်တယ်တဲ့ဥပါကလည်းသူ့ကိုအပင်လေးတွေအကြောင်းအပင်ကလေးတွေကိုဘယ်လိုပြုစုရမယ်ဆိုတဲ့အကြောင်းလိပ်ပြာလေးတွေအကြောင်းအမြဲတမ်းပြောပြတယ်တဲ့ဒီနေ့ပန်းချံတွေကိုသွားလေတဲ့အချိန်မှာဥယျာဉ်မူဥပါကဂူဂူကိုဒီလိုပြောတယ်တဲ့ဥပါရဲ့သမီးလေးရှိတဲ့နေစီကိုပြန်ပြီးမိလေးတွေကိုသွားတွေ့ချင်လို့မောင်ကူကူကဥပါကိုစားအပင်လေးတွေကိုဂယူးဆိုင်ပေးဖို့တာဝန်ယူပေးနိုင်မလားလို့မေးလိုက်တယ်တဲ့ကူကူကလည်းဥပါကအမြဲတမ်းပြောပြသင်ပြပေးထားတယ်အလုပ်တွေကိုကူလဲကူဘူးတယ်ဆိုတော့ရပါတယ်လို့ပြောပြီးဥပါအကူညီတောင်းတာကိုလက်ခံလိုက်တယ်တဲ့ဒီလိုနဲ့ကူကူကနေ့တိုင်းပန်းချံကိုသွားပြီးအပင်တွေကိုရေလောင်းပြုစုအဲ့ဒါလေးတွေလုပ်ပေးတယ်ဥပါရှိတော့ကလို့ပဲပန်းချံလေးကစိမ့်ဆူဝီစားနေပြီးလိပ်ပြာလေးတွေကလည်းဟိုအပင်နဲ့ဒီအပင်ကူးပြီးပြန်ဝဲနေကြတာပေါ့ငှက်ကလေးတွေကလည်းတချင်းနေဆိုကြနဲ့ကုန်းလုံးပျော်ရွှင်နေကြတယ်တဲ့ဒီနေ့ကူကူကဥယျာဉ်လေးကိုပြုစုဖို့ပန်းချံဘက်ကိုသွားနေရင်နဲ့ဘောလုံးကွင်းကိုသွားမယ်တငယ်ချင်းတွေနဲ့လမ်းမဆုံရောတဲ့တငယ်ချင်းတွေကပြောတယ်ကူကူရေငါတို့ဘောလုံးသွားကံမလို့လိုက်ခဲ့ပါလားပြီးရင်ရေလေးသွားကူးကြအောင်မလို့ပြောတဲ့အချိန်ကျတော့ကူကူကလည်းတငယ်ချင်းတွေနောက်ကိုလိုက်ချင်မိသွားတယ်တဲ့ကူကူကသူ့စိတ်ထဲမှာစဉ်းစားနေတယ်ဥယျာဉ်ကိုပြုစုရမယ့်အလုပ်ကလည်းရှိသေးတယ်ဥပါကငါ့ကိုပန်းမင်လေးတွေကနေ့တိုင်းရေလောင်းပြီးပြုစုပေးရမယ်လို့ပြောထားတာဒါပေမဲ့တကယ်ချင်းနေနဲ့အထူဘောလုံးလဲကန်ချင်တယ်ရေလဲကူးချင်တယ်ဒီနေ့တရက်လေးပါပဲလိုက်သွားလိုက်မယ်လို့စဉ်းစားပြီးငါလည်းမင်းတို့နဲ့လိုက်ခဲ့မယ်ကွာလို့ပြောပြီးတကယ်ချင်းနေနဲ့လိုက်သွားလိုက်တယ်နောက်တနေ့ဂူဂူပန်းချံကိုသွားလဲသွားရောပန်းချံနာကိုတပြေးပြေးနီးကပ်လာတဲ့အချိန်မှာငှက်ကလေးတွေရဲ့တချင်းဆိုတဲ့ကအရင်ကနဲ့မတူဘူးဆိုတာကိုသတိထားမိတယ်ပန်းချံထဲလဲရောက်တော့ကြည့်လိုက်တာအပင်တချို့ကညိုကြပြီးအပင်တချို့ကတော့သွေးချောက်နေတယ်လိပ်ပြာလေးတွေကလည်းမပျော်နေတော့ဘူးဂူဂူလန့်သွားတယ်သူဘာလုပ်အောင်လဲမသိတော့ဘူးဥယျာဉ်မူဥပါကဒါကိုမြင်သွားရင်ဘာပြောမလဲသူ့ကိုတာဝန်မကြည့်ဘူးလို့ဥပါကပြောမှလားငှက်ကလေးရဲ့အတန်ကလည်းသူ့ကိုအဖြစ်တနေသလိုပဲလိပ်ပြာလေးတွေကလည်းသူ့ကိုစိတ်ကောက်နေသလိုမျိုးပဲလို့ခံစားနေရတယ်ဂူဂူကစဉ်းစားလိုက်တယ်ဘာပဲဖြစ်ဖြစ်အပင်လေးတွေကိုရေလောင်းပေးကြည့်မယ်ဂယူးဆိုင်ပေးကြည့်မယ်လို့ဆုံးဖြတ်လိုက်ပြီးသူကအပင်လေးတွေတပင်ချင်းစီကိုဂယူးဒီဇိုင်းနဲ့ရေလောင်းပေးရင်းနဲ့တောင်းပန်ပါတယ်စိတ်မကောင်းပါဘူးခွင့်လွတ်ပါနော်ဂယူးဆိုင်ပါမယ်ကျေးဇူးပြုပြီးပြန်ရှင်သန်ပေးပါလို့တပင်ချင်းစီကိုပြောနေမိတယ်တဲ့ပြီးလဲပြီးရောသူကအိမ်ကိုပြန်သွားရောနောက်တနေ့သူဥယျာဉ်ကိုပြန်သွားတဲ့အချိန်မှာဥယျာဉ်လေးကအရင်လိုစူစူဖြည်းဖြည်းနဲ့ရှိနေတာကိုတွေ့ရောဂူဂူလည်းအရှမ်းပျော်သွားတယ်သူလည်းဥယျာဉ်လေးကိုမပြတ်မကွက်နဲ့ဂယူးတစ်စိုက်စောင့်ရှောက်ပေးလာရင်နဲ့ဒီနေ့မှာတော့ဥပါကပြန်ရောက်လာပြီးတာယာနေတဲ့ဥယျာဉ်လေးကိုကြည့်ပြီးကြည်နဲ့အားရနေတာပေါ့ဂူဂူကသူဘောလုံးကန်ရေသွားကူးတဲ့နေ့အကြောင်းဥပါကိုပြောပြလိုက်တဲ့အခါဥပါကဟုတ်တယ်တခုခုကိုတာဝန်ယူပြီးဆိုရင်ပြက်ကွက်လို့မရဘူးတာဝန်ချေဖို့လိုသွားရောတခါတလေကိုလှုပ်ချင်တာတွေကိုပါစွန့်လွတ်ရတာမျိုးရှိတယ်ဒါပေမဲ့တားကူကူအကောင်းဆုံးစူးစမ်းပြီးကူညီပေးခဲ့တာပဲဦးကကျေးဇူးအများကြီးတင်ပါတယ်တားကိုကျေးဇူးတင်လို့အပင်တပင်လက်ဆောင်ပေးလိုက်မယ်ကြိုက်တဲ့အပင်ကိုရွေးယူပါလို့ပြောတော့ကူကူလည်းသူရမ်းကြိုက်တဲ့ရွက်လာပင်လေးတပင်ကိုရွေးပြီးတော့ဥပါရဲ့လက်ဆောင်ကိုပျော်ပျော်ရွှင်ရွှင်နဲ့လက်ခံပြီးအိမ်ကိုပြန်လာလိုက်တော့တယ်တဲ့ပုံမြင်လေးရတော့ဒါပါပဲကွယ်မိကုံလေးတွေကိုဖြေရအောင်နော်စဉ်းသင့်ဖြစ်ပြီလားနံပါတ်1မိကုံကဂူဂူကဘာတာဝန်ကိုယူလိုက်တာလဲ
နံပါတ်2မိကုံးလေးဖြည့်ကြည့်မယ်အပင်လေးတွေကဘာလို့ညှိုးသွားတာလဲခြောက်သွားတာလဲနံပါတ်3မိကုံးကဥဥပါကဂူဂူကိုဘာပြောလဲကျေးဇူးတင်ပါတယ်ကလေးတို့ရေဒီနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲเนาะနောက်နေ့ပြန်ဆုံကြပါမယ်တတား